အားလုံးမင်္ဂလာပါဆရာဒီနေ့ပြောပြပေးမယ့်အကြောင်းအရာကတော့ကိုရောင်းရှစ် EDL command တွေအသုံးပြုပြီးတော့ဒီဖုန်းတစ်လုံးကိုခိုင်းစေသွားမှာဖြစ်ပါတယ်။ဘာတွေလုပ်လို့ရလဲဆိုတော့ EDL command တွေသုံးပြီးတော့ဖုန်းထဲမှာရှိတဲ့ partition တွေကိုဆရာတို့တွေ backup ယူလို့ရတယ်။ပြန်ဖြတ်လို့ရတယ်၊ပြန်သွင်းလို့ရတယ်။နော်လုပ်လို့ရတာတွေအများကြီးပဲ။ဥပမာဆရာတို့ဘလိုတာအလုံးမဖြစ်သေးတဲ့ဖုန်းတွေကိုဆရာတို့ကိုရောင်းရှစ်မှုကနေပြီးတော့ file လေးတွေ flat ပြီးတော့ဘလိုတာအလုံးလုပ်လို့ရတာတွေအဲ့တော့ဒီ EDL command ဆိုတာအရင်အသုံးဝင်ပါတယ်အရင်ကြီးပါတယ်။အဲ့တော့ဒီကောင်လေးကို view ဆိုင်ပြီးတော့ကြည့်မယ်ပြီးသွားရင်လက်တွေ့လေးတွေအများကြီးလုပ်ဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့ EMCDR command သုံးမယ်ဆိုရင်ဆရာတို့မှာဘာတွေလိုအပ်လဲ EMCDR command သုံးမယ်ဆိုရင်ဆရာတို့မှာဘာတွေလိုအပ်မလဲဆိုတော့ EMCDR.exe ဆိုတဲ့ file လေးလိုအပ်ပါလိမ့်မယ်နော်သူက requirement လေးပါလိုအပ်တဲ့ file လေးတွေ EMCDR command သုံးပြုဖို့အတွက်ဆိုရင် EMCDR မှုဝင်ထားပေးဖို့လိုအပ်ပါလိမ့်မယ်ဖုန်းကပြီးသွားရင် EMCDR command သုံးဖို့အတွက်ကို EMCDR.exe ဆိုတဲ့ file လိုအပ်မယ်ပြီးသွားရင်ကိုယ့်ရဲ့ကွန်ပျူတာမှာကိုရောင်းရှစ်နော်ချူရီလော်ဒါကိုရောင်းရှစ်လို့ခေါ်တဲ့ driver file ရှိဖို့လိုအပ်ပါလိမ့်မယ်ပြီးတော့နော်ဆရာတို့ command line လေးတွေတီးဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့လိုအပ်တဲ့ file လေးတွေကိုစပြီးတော့ download စဆွဲပါမယ်ဆိုတော့ကိုရောင်းရှစ်နော်ကိုရောင်းရှစ်စပြီးသုံးမယ်ဆိုတော့ emcdr.exe ဆိုတဲ့ file လိုပါတယ်အဲ့တော့အရင်ဆုံးဆရာတို့ emcdr.exe ကိုရိုက်ရှာမယ် emcdr.exeအဲ့တော့ emcdr.exe ဆိုပြီးတော့ရိုက်ရှာမယ်ပြီးသွားရင်သူပေါ်လာတဲ့ link လေးကိုဆရာတို့ click တစ်ချက်ထောက်ပြီးတော့မလုပ်မလဲဆိုတော့သူ link လေးတွေကိုဝင်ပြီးတော့ download ဆွဲမှာဖြစ်ပါတယ်ဖိုင်ဆိုင်လေးတေးလေးပါနော် okay အဲ့ဒီရောက်လာတဲ့ file လေးပေါ့နော် emcdr.exe ဆိုတဲ့ file လေးရောက်လာပြီအဲ့ဒီရောက်လာတဲ့ file လေးကိုဆရာတို့တွေကဘာလုပ်မလဲဆိုတော့desktop ပေါ်မှာ new folder လေးတစ်ခုစောက်ပေးဖို့လိုအပ်ပါလိမ့်မယ် desktop ပေါ်မှာ new folder တစ်ခုစောက်မယ်ကိုကြိုက်တဲ့နာမည်ပေးလို့ရပါတယ် emcdr လို့ပဲပေးလိုက်တယ်ပြီးသွားရင်အဲ့ file လေးကိုဆွဲပြီးတော့ folder ထဲကိုထည့်ပေးပါအဲ့တော့မှ emcdr ပတ်သက်တဲ့ command တွေကိုသုံးလို့ရမှာဖြစ်ပါတယ်ဟုတ်ပြီဒါတော့ emcdr.exe ဆိုတဲ့ file လေးရပြီပြီးသွားရင်ဘာလို့လဲဆိုတော့Churi loader 908ပေါ့နော် Churi loader 908ဆိုတဲ့ file လေး driver file လေးလိုအပ်ပါမယ် Churi loader 908 driver Churi loader 908 driver file လိုအပ်ပါတယ်အဲ့ file လေးကို download ဆွဲပေးပါမယ်ဒါတော့ Churi loader 908 driver ဖြစ်ပါတယ် driver installation လုပ်နည်းတွေကတော့ရှစ်သင်ခန်းစာတွေမှာလည်းသင်ခဲ့ပြီးသားဖြစ်ပါတယ်ခက်ရခက်စီမရှိဘူးသူရဲ့ driver file လေးကိုdownload ဆွဲလို့ရတဲ့ driver file လေးကို zip ဖြည့်ပေးမယ်ပြီးတော့သူရဲ့ထဲမှာရှိနေတဲ့Churi loader 908 driver ပေါ့နော်ကိုယ့်ရဲ့ computer 64လား32လားပေါ့နော်86လားပေါ့နော်အဲ့ဒါလေးတခြားကြည့်မယ်ပြီးသွားရင် icon လေးကို double click လေးပေးပြီးတော့ installation လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်အဲ့တော့ driver ကတော့တိတ်ပြီးတော့ trade to ခဲရခဲစီရှိမယ်လို့မထင်ပါဘူးကျွန်တော်ရဲ့ computer မှာကတော့ driver က installation လုပ်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်သူကဒီမှာ another ဆိုပြီးတော့ပေါ်နေရဖြစ်ပါတယ်နော်သူကကျွန်တော်ရဲ့ computer မှာတော့ download ဆွဲထားပြီးသားဖြစ်ပါတယ်နော် okay အဲ့တော့ driver file ကလည်း install ဆွဲထားပြီးပါပြီ Churi loader 908သုံးဖို့အတွက် emcdr file ကလည်းအဆင်သင့်ဖြစ်ပြီအဲ့တော့ကိုသုံးမဲ့ဖုန်းကဘာ model လဲနော်သူ့ရဲ့ Firehouse file လေးလိုပါတယ်အခုကျွန်တော်သုံးပါကဘာဖုန်းကိုသုံးပါလဲဆိုတော့ Redmi Note 5ဖြစ်ပါတယ် Redmi Note 5သူ့ရဲ့ product name က Wireless ပါအဲ့တော့ Redmi Note 5လို့ပဲရှာလိုက်မယ်Redmi Note 5ဘာလို့တင်တာလဲဆိုတော့သူ့တို့ Firehouse file လိုတင်တာဖြစ်ပါတယ် Firehouse အဲ့တော့ Redmi Note 5 Firehouse ဆိုပြီးရိုက်ရှာတယ်ကြားလာတဲ့ link လေးတွေကိုဝင်ပြီးတော့ Firehouse file လေးကို download ဆွဲပါမယ်ကိုသက်ဆိုင်ရာဖုန်းရဲ့ Firehouse file လိုတာဖြစ်ပါတယ်ကိုကတခြားရောက်တော့ဥမာ Redmi 7A သုံးနေတာဆိုရင် Redmi 7A ရဲ့ Firehouse file လိုပါလိမ့်မယ်သက်ဆိုင်ရာဖုန်းရဲ့ Firehouse file လိုပါတယ်ဒီကလို့ Firehouse file က internet ကရှာလို့မရဘူးဆိုရင်ကျွန်တော်တို့တွေကသူ့ရဲ့ firmware တွေကနေပြီးတော့ယူပေးလို့ရပါတယ် Open for Redmi Note 5 Wireless ပေါ့နော်သူရဲ့ Firehouse file လိုပါတယ်
အဲ့တော့ဒီ file လေးပါဒီ file လေးကိုလည်းစောစောက EMCDL ဆိုတော့ folder ထဲကိုပဲထည့်ပေးလိုက်ပါတယ် Okay ပြီးတော့ဘာလို့ပေးမလဲဆိုတော့ဖုန်းကိုကျွန်တော်တို့က9008မှုဝင်ပေးဖို့လိုအပ်ပါတယ်အဲ့တော့ Redmi Note 5 One-Ray ရဲ့9008 test point ကဘယ်နေရာလဲသိကျင်တဲ့အတွက်ကြောင့် online ပေါ်ထပ်တက်ပါမယ် Redmi Note 5သူရဲ့ test point ကိုလိုချင်တာဖြစ်ပါတယ်အဲ့တော့ test point ဆိုပြီးရိုက်ရှာတယ် test point နော် Redmi Note 5 test point လေးကိုရိုက်ရှာလိုက်တာဖြစ်ပါတယ် Okay သူကတော့ဒီမှာပြထားတာကတော့အောက်က Vespa ဂျိုးလေးဘေးနာလေးက point လေး2 point ဖြစ်ပါတယ်test point ကတော့တော်တော်များများက 1.6 သို့မဟုတ် 1.8 ဘို့ထွက်တဲ့ငုတ်လေးတွေရဲ့ပြီးသွားရင် ground တစ်ခုရဲ့ကိုတွဲပြီးတော့စာကနာလေးနဲ့ထောက်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။တော့ဒီမှာလည်းသူပြပေးထားပါတယ်ဒီ point လေးနှစ်ခုကိုစာကနာလေးနဲ့ထောက်ပေးရမှာဖြစ်ပါတယ်။ Okay အဲ့တော့သူပြောထားတဲ့ point လေးနှစ်ခုကိုကျွန်တော်တို့ test point ထောက်ပါမယ်။အဲ့တော့ test point မထောက်ခင်မှာမလုပ်မလဲဆိုတော့ဖုန်းဘက်မှာကျိုးရင်ထိုးမယ်ဖုန်းဘက်မှာကျိုးရင်ထိုးပေးမယ်ပြီးသွားတော့မှကျွန်တော်ကကွန်ပျူတာဘက်မှာကျိုးထိုးမှာပါdriver ကိုက်လားမကိုက်လားသိကျင်တဲ့ကြောင့် Windows က dvmcmd.msc device manager လေးကိုကျိုးခေါ်ပါတယ် Okay ပြီးသွားရင်ဘာလုပ်မလဲဆိုတော့စုံစုံပြထားတဲ့သူ့ရဲ့ test point လေးเนาะဒီ test point လေးเนาะအဲ့ကောင်လေးကိုကျွန်တော်တို့ဘာလုပ်ပေးမလဲဆိုတော့စာကနာလေးနဲ့ထောက်ပြီးတော့9008မှုတွေကိုဝင်ပေးပါမယ်ပေါ်ကုန်ဆိုပြီးတက်လာတယ်ဝင်ကြည့်တယ်ကွာကွန် access USB GD loader 9008ဆိုပြီးတော့ code number 25နဲ့တက်လာပါတယ်တကယ်လို့များဒီမှာအဝါရောင် hyphen လေးပြခဲ့တယ်ဆိုရင်တော့ driver မကိုက်လို့ဖြစ်ပါတယ်ဒါဆိုရင်တော့9008 driver လေးပြန်မောင်းပေးဖို့လိုအပ်ပါလိမ့်မယ်ဒါဆိုတော့ driver ကိုက်သွားပြီ driver လည်းသိပြီဆိုရင်တော့ command လိုက်စသုံးပါမယ်ADBM first command တော့လည်းကျွန်တော်ပြောခဲ့ပါတယ် command ပေါက်ခေါ်ဖို့အတွက်ကိုလွတ်တဲ့နေရာလေးကို click တစ်ချက်ထောက်တယ် shift right click open command window hereအခုက EMCDL command 3မှာဖြစ်တဲ့ကြောင့် EMCDL နဲ့ပဲအစားပြုပေးပါတယ် ADB command 3တော့ ADB နဲ့အစားပြုတယ် first command 3တော့ first နဲ့အစားပြုတယ် Python MTK client command 3တော့ Python MTK client နဲ့အစားပြုတယ်အခုက EMCDL command 3တော့ EMMCDL နဲ့အစားပြုပါတယ် Okay EMCDL -L -L ဆိုတာကကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်လားမချိတ်ဆက်လားပြီးတော့သူ့ရဲ့ code number သူ့ရဲ့ comport ကဘယ်လောက်နဲ့ချိတ်လဲဆိုတာကိုကျွန်တော်တို့သိချင်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီမှာလဲကျွန်တော် PowerPoint လေးနဲ့လုပ်ပြပေးထားပါတယ်เนาะလွယ်တဲ့ file လေးတွေကိုကျွန်တော်ဒီမှာ PowerPoint လေးနဲ့လုပ်ပြပေးထားတယ် EMCDL -L -P -F เนาะဘာတွေသုံးရလဲဆိုတာကိုကျွန်တော်ဒီမှာရေးပြပေးထားပါတယ်เนาะအခုလဲကျွန်တော်မှာလက်တွေ့ရှင်းပြပေးသွားမှာဖြစ်ပါတယ် EMMCDL -L EMCDL -L ဆိုတဲ့ command ကကွန်ပျူတာနဲ့ဖုန်းနဲ့ချိတ်ဆက်ထားခြင်းရှိလားမရှိဘူးလားကိုစစ်ဆေးလိုက်တာဖြစ်ပါတယ်သူရဲ့ list ကိုကြီးလိုက်တဲ့သဘောတရားဖြစ်ပါတယ်အဲ့တော့ command တစ်စောင်းဆုံးတယ်ကိုယ့်ရဲ့ command မှန်လားမမှန်လားကိုတရားစစ်တယ်အားလုံးပြီးရင်တော့ enter ခောက်ပေးတယ်အခုလိုမျိုးပေါ်ခဲ့တယ်ဆိုရင်တော့ဒါကချိတ်ဆက်ထားခြင်းမရှိဘူးအဆင်မပြေဘူးလို့သတ်မှတ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့9008မှုပြန်ဝင်ပြီးတော့ပြန်ချိတ်ကြည့်ပါမယ်အဲ့တော့9008မှုမှာကကျွန်တော်တို့တစ်ခုခုအဆင်မပြေတိုင်းဘာပြန်လုပ်ပေးရလဲဆိုတော့ power battery ကျိုးလေးပြန်တက်ပေးတယ်ပြီးသွားလို့ရှိရင်သူ့ရဲ့ power လေးကိုပြန်ဖွင့်ကြည့်တယ်ပြီးတော့မှကျွန်တော်တို့အစအနေပြန်ပြီးတော့လုပ်ပေးရပါတယ်9008မှာ error တက်သွားတိုင်းဖုန်းကိုreboot ပြန်လဲခိုင်းပေးမှရပါလိမ့်မယ်တကယ်လို့ဓာတ်နေခဲ့တယ်ဆိုလို့ရှိရင်လည်း battery လေးအဖြုတ်တက်လေးပြန်လုပ်ကြည့်ပေးမှရပါလိမ့်မယ်အဲ့တော့ကျွန်တော်အခု battery ဖြုတ်ကြည့်တယ်ဖြုတ်ပြီးတော့အခု9008မှုတွေကိုပြန်ဝင်ကြည့်မယ် battery တက်တယ်5စက္ကန့်လောက်စောင့်တယ်ပြီးတော့ battery ပြန်ဖြုတ်ပြီးတော့9008မှုတွေကိုပြန်ဝင်ကြည့်ပါမယ်ကွာကွန် access USB GD loader 9008ဆိုပြီးတော့ပေါ်လာပြီဒါဆိုကျွန်တော် command ပြန်ခေါ်ကြည့်မယ် shift right click open command window here EMMCDL -L Okay ဒါဆိုတော့သူကကွာကွန် access USB GD loader 9008 code number 25ဆိုပြီးတော့ပေါ်လာပါတယ်ကျွန်တော်တို့ရဲ့ဒီမှာ port code မှာလည်း code number က25ပါပဲဒါဆိုရင်ကိုက်ညီမှုရှိပါပြီအလုံးစလုပ်လို့ရပြီ
အဲ့တော့ command စသုံးကြည့်မယ် EMMCGR minus P minus P ဆိုတာ popcorn ဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဒီ code number 25ကိုခိုင်းဖို့အတွက်ဖြစ်ပါတယ် code number 25က pop ပေါ့နော် popcorn အဲ့တော့သူ့ရဲ့အတူကောင်း minus P ကိုအသုံးပြုတာဖြစ်ပါတယ် minus B သူ့ရဲ့ code number က25ပါ code 25တကယ်လို့များအပေါ်မှာ code number က9တို့6တို့ဖြစ်ခဲ့တယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ code number 6လို့ရိုက်ပေးရမယ်တကယ်လို့9ဖြစ်ရင် code number 9လို့ရိုက်ပေးဖို့လိုအပ်ပါလိမ့်မယ်ပြီးသွားရင် minus F ဆိုတာက firehose file ကိုခိုင်းဖို့အတွက်ဖြစ်ပါတယ်ဘယ်တဲ့ firehose လဲဆိုတော့ကျွန်တော်တို့ EMCDR ထဲမှာထည့်ထားတဲ့ Redmi Note 5ရဲ့ firehose file ဖြစ်ပါတယ်အဲ့တော့ဒီကောင်လေးကိုလှမ်းပြီးတော့ကျွန်တော်ယူမယ်ဘယ်လိုယူမလဲဆိုတော့သူ့ဘော click တစ်ချက်ထောက်မယ်သူရဲ့ rename ကိုယူပြီးတော့နော် rename လေးကို copy ကူးပြီးတော့ခိုင်းလိုက်ရတယ်သို့မဟုတ်ဒီ file ကိုကျွန်တော်တို့ command ကိုဆွဲထည့်လိုက်ရင်လည်းရပါတယ် right click လေး copy ကူးပြီး right click လေးထောက်လိုက်တာနဲ့သူ firehose file လေးပါလာပါတယ်အဲ့တော့ပြန်ပြောပြပေးမယ် EMCDR -P minus P ဆိုတာ popcorn ကိုခိုင်းဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ minus P နဲ့ code number 25နဲ့ direct ဖြစ်မယ် minus F ဆိုတာက firehose file ဖြစ်ပါတယ်ဒီ program firehose file ကိုပြောတာဖြစ်ပါတယ်เนาะ program file ပေါ့เนาะအဲ့တော့ minus F နဲ့ program file နဲ့ direct ဖြစ်ပါမယ်ပြီးတော့သူ့ထဲမှာရှိတဲ့ partition တွေကိုကျွန်တော်တို့တွေကကြည့်မှာပါเนาะ gap လုပ်မယ်သို့မဟုတ် group partition table နဲ့ကြည့်မှာဖြစ်တဲ့အတွက်ကြောင့် -gpd ကိုသုံးပါတယ်ဒါကတော့ ADBF first command မှာလည်းကျွန်တော်အသုံးပြုခဲ့ပါတယ် MTK client command မှာလည်းအသုံးပြုခဲ့ပါတယ် GPT က Okay ကိုရိုက်လိုက်တဲ့ command မှန်လားမမှန်လားတရားပြန်စစ်ဆေးတယ်အားလုံးသိကြပြီဆိုရင်တော့ enter ခောက်ပြီးတော့ကျွန်တော်တို့သူ့ရဲ့ popcorn တွေကိုဒီသူ့ရဲ့ partition တွေကိုကြီးလိုက်တာဖြစ်ပါတယ်เนาะဒါဆိုရင်တော့ဖုန်းထဲမှာရှိတဲ့ partition တွေအကုန်လုံးကြာလာပါပြီဒီ partition တွေကိုကျွန်တော်တို့လိုအပ်သလိုခိုင်းလို့ရပါပြီထုတ်ချင်တာလားဖြတ်ချင်တာလားအစားပြန်သွင်းချင်တာလားအသစ်ထည့်ချင်တာလားအကုန်လုံးလုပ်လို့ရပါပြီရပြီဆိုတော့အခုလောလောဆယ်ကတော့ကျွန်တော်မှာက Redmi Note 5နှလုံးရှိတယ်တစ်လုံးက network error တက်နေပါတယ်တစ်လုံးကတော့အကောင်အဲ့တော့ဘာလို့မလဲဆိုတော့ Redmi Note 5မှာကသူကဒီ network ပိုင်းနေနဲ့အလုပ်လုပ်ပေးနေတာက Modem ST1 Modem ST2 ပြီးတော့ Modem ဆိုတဲ့ file လေးတွေကအလုပ်လုပ်ပေးနေတာဖြစ်ပါတယ်အဲ့တော့ Modem ST1 Modem ST2 Modem ဆိုတဲ့ file လေးတွေကိုကျွန်တော်ဆွဲထုတ်ပါမယ်ဆွဲထုတ်မယ်ဆိုတော့ကျွန်တော်မှာထုံနည်းက2နည်းရှိတယ်နံပါတ်1နည်းကတော့သူ့ရဲ့ stoplet တွေသူ့ရဲ့ site တွေနဲ့ကျွန်တော်ဆွဲထုတ်မှာဖြစ်ပါတယ်နောက်တစ်နည်းကတော့သူ့ရဲ့ rename ကိုဆွဲထုတ်မှာဖြစ်ပါတယ်အဲ့တော့အပေါ်မှာရှိတဲ့ command ကိုပဲကျွန်တော်ပြန်ခေါ်လိုက်မယ် EMCDR -P ဆိုတဲ့ command လေးကိုကျွန်တော် app ညားလေးပေါ့နော် app arrow လေးကိုနှိပ်ပြီးတော့ခေါ်လိုက်ပါတယ်ပြန်မရိုက်ချင်တော့လို့ပြီးရင် -gpd ကိုဖြတ်တယ်ဖြတ်ပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့ထုတ်မှာဆိုတော့အထက်မှာရှိတဲ့ file ကိုကျွန်တော်တို့ကဆွဲမယ်အပြင်ကိုဆွဲထုတ်မှာအပြင်ကိုဆွဲထုတ်မယ်ဆိုတော့ -d dump dump ပေါ့နော်သူရဲ့ dump char ကိုကျွန်တော်တို့က dump တွေကိုကျွန်တော်တို့ကဆွဲထုတ်မှာဖြစ်ပါတယ်အဲ့တော့ Modem ST1 ရဲ့သူရဲ့ site က14456ပြီးရင်သူရဲ့ site သူရဲ့ Modem ST1 ရဲ့ site က16384 Okay ဟုတ်ပြီသူတို့အပြင်မှာကျွန်တော်တို့က output လုပ်မှာဖြစ်ပါတယ်အပြင်ကို output လုပ်မှာဖြစ်တဲ့အတွက်ကြောင့် output ရဲ့ command က -o ဖြစ်ပါတယ်-o က output လုပ်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ modem ဆိုတဲ့ file ကိုထုတ်မှာဆိုတော့သူနာမည်ပေးမယ် modem modem တော့ bin လို့ပဲပေးလဲရတယ် img လို့ပေးလဲရပါတယ်ကျွန်တော်ကတော့လွယ်အောင်လို့ modem တော့ img လို့ပေးလိုက်တာဖြစ်ပါတယ် Okay ကိုယ့်ရဲ့ command မှန်လားမမှန်လားတကြောင်လို့တေချာအောင်ပြန်လိုက်စစ်တယ်အားလုံး file ပြီးတေချာပြီဆိုရင်တော့ enter ခောက်ပေးလိုက်တာနဲ့ modem တော့ img ဆိုတာလေးကကျွန်တော်တို့ရဲ့ EMCDR folder တွေကိုရောက်လာပါလိမ့်မယ်เนาะဒီ folder လေးတွေကိုရောက်လာပါလိမ့်မယ် Okay အဲ့တော့ command ကိုအကုန်လုံးစစ်ဆေးတယ်အားလုံးသိကြပြီဆိုရင်တော့ enter ခောက်ပေးလိုက်ပါတယ်ဒါဆိုတော့သူက complete successfully လို့ပြပါတယ်သိကြအောင်လို့ကျွန်တော်တို့ EMCDR ဆိုတဲ့ file တွေကိုဝင်ကြည့်တယ် modem တော့ img လေးရောက်လာပါပြီသူရဲ့ file site တွေအားစကျွန်တော်တို့စစ်ဆေးကြည့်လို့ရပါတယ်เนาะအိမ်မက်နဲ့ကျွန်တော်တို့ရဲ့ modem file လေးရောက်လာပါပြီmodem ဒီကောင် modem ST1 ဖြစ်ရမှာအဲ့တော့ကျွန်တော်ပြန်ထုတ်ကြည့်မယ်ပေါ့နော်ကျွန်တော်ပြန်ဖြတ်လိုက်ပြီပြန်ဖြတ်ပြီးတော့ပြန်ထုတ်ကြည့်မယ်ဆိုတော့ solo command ကိုကျွန်တော်ပြန်ခေါ်တယ် solo command လေးကိုပဲကျွန်တော်ပြန်ခေါ်တယ်ကျွန်တော်ထုတ်မှာက14456ရဲ့16384ရဲ့သူရဲ့ partition site တွေကိုကျွန်တော်ပြန်ကြည့်မယ်14456 16384ဆိုတော့ -o modem ST1
MODEN modern sd1.img ပြီးရင်အနာခောက်ပေးလိုက်တယ်complete successfully ပြပြီ complete successfully ပြပြီဆိုတော့ EMCD ရဲ့ file နဲ့ဝင်ကြည့်တယ် modern sd1 ဆိုတဲ့ file လေးကိုတွေ့ရပါပြီဟုတ်ပြီနော်အဲ့တော့နောက်တစ် file ထပ်ထုတ်ကြည့်မယ်အပေါ်က comment ကိုပဲကျွန်တော်ပြန်ခေါ်တယ်မြားလေးနဲ့ minus d အဲ့တော့ကျွန်တော်ဒီတခါတော့နောက်တနည်းနဲ့ကျွန်တော်ထုတ်ကြည့်မယ်ဒီကတော့သူ့ရဲ့ file size တွေကျွန်တော်မသုံးတော့ပါဘူး modern sd2 ဘယ် file လေးကိုထုတ်မှာလဲဆိုတော့ဒီ modern sd2 file လေးကိုထုတ်မှာဖြစ်ပါတယ်ဒီ modern sd2 file လေးကိုထုတ်မှာပါအဲ့တော့ကျွန်တော်ဘယ်လိုရိုက်ထားလဲဆိုတော့ EMCD က -b ကိုနံပါတ်25ကိုခိုင်းမယ် -f programmer နဲ့တွဲသုံးပြီးတော့ -f ပေါ့နော် programmer file ကိုအလုပ်လုပ်ပြီးတော့ထုတ်မှာဖြစ်ပါတယ် -d damage modern sd2 -o MODEN modern sd2.img ဆိုတဲ့ file name နဲ့ကျွန်တော်ထုတ်လိုက်တာဖြစ်ပါတယ်ဆိုတော့လိုမျိုးသူ့ရဲ့ file size တွေမပါတော့ပါဘူးအားလုံး comment ပြီးတေးကြပြီဆိုရင်တော့ enter ခောက်ပေးလိုက်ပါဒါဆိုရင်တော့သူက complete successfully ပြပြီးတော့ modern sd2 လေးကိုထုတ်သွားပါလိမ့်မယ် okay ဒါဆိုတော့ကျွန်တော်တို့ကနောက်ထပ် channel ပါကြံလဲဆိုတော့ modern file ကြံမယ်အဲ့တော့အပေါ်ကိုပဲအပေါ်မြားလေးကိုပဲကျွန်တော်သုံးလိုက်တယ် -d ဒီကကျတော့ modern ကိုဆွဲထုတ်မှာဖြစ်ပါတယ်ကျွန်တော်ဆိုမှကြည့်ထားတဲ့ partition တွေက modern ကိုထုတ်မှာဖြစ်ပါတယ် modern sd1 ကိုထုတ်ပြီးပါပြီ modern sd2 ကိုထုတ်ပြီးပါပြီဒီက modern ဆိုတဲ့ file လေးကိုထုတ်မှာဖြစ်ပါတယ်အဲ့တော့ EMCD က -b ကိုနံပါတ်25 -f program EMC Firehouse -d modern အဲ့ဒီမှာအရေးကြီးတာကဘယ်နေရာမှာ space လေးတွေခြားထားတာလဲနော်ဘယ်နေရာမှာ minus ပါတာလဲအဲ့ဒါလေးသိဖို့လိုအပ်ပါလိမ့်မယ် -d modern ပြီးတော့ -o MODEN modern တော့ img ဆိုပြီးရိုက်ပြီးတော့ enter ခောက်ချပေးလိုက်ရင်ကျွန်တော်တို့ရဲ့ modern file လေးကိုသူစပြီးတော့ထုတ်နေပါပြီcomplete successfully ပြသွားပါပြီဒါဆိုတော့ကျွန်တော်တို့ file လေးထုတ်လို့ပြီးသွားပါပြီဘာမှသွားကြည့်မလဲဆိုတော့ EMCDR မှာသွားကြည့်လို့ရပါတယ် modern image modern sd1 modern sd2 ဆိုပြီးတော့ကိုလိုချင်တဲ့ file လေး၃ပိုင်းရသွားပါပြီဒါဆိုတော့ကျွန်တော်တို့မကောင်းတဲ့ဖုန်းတွေကိုသွားပြီးတော့ပြန်ပြီးထည့်ပေးလို့ရပါမယ်အဲ့တော့ကျွန်တော်အခုဒီဖုန်းလေးကို power ဖြုတ်မယ်เนาะကြိုးပြန်ဖြုတ်လိုက်ပြီပြီးတော့မလုပ်ရဆိုတော့မကောင်းတဲ့ဖုန်းကိုနောက်ဖုန်းခွာမယ်ကိုရောရှင်းမှုပြန်ဝင်မယ်တော့မကောင်းတဲ့ဖုန်းတွေကိုကျွန်တော်ပြန်ထည့်ပါဆိုတော့မကောင်းတဲ့ဖုန်းလုံးကိုကျွန်တော်ယူမယ်ဘက်ထရီဖြုတ်ကြည့်မယ်ပြီးတော့ရင်ကိုရောရှင်းမှုတွေကိုပြန်ဝင်မယ် driver ကြိုက်လားမကြိုက်လားသိအောင်လို့ device manager လေးကိုဖွင့်ထားမယ် dev mgmb.msc ကျွန်တော်ဆိုတော့ online မှာကြည့်ခဲ့တဲ့ test file လေးကိုပဲထောက်မယ်မချိတ်သေးဘူးပေါ်ကုန်လို့ပေါ်လာတယ်ဝင်ကြည့်မယ်ကွာကွန် USB Q-Loader 98ကျိုးပြန်ပြုတ်သွားတယ်98ထဲပြန်ဝင်မယ်နောက်တစ်ခေါက်ကွာကွန် USB Q-Loader 98ကိုနံပါတ်36နဲ့ပေါ်လာပါတယ်အဲ့တော့ကျွန်တော်တို့ဟုတ်လားမဟုတ်လားဒီမှာစပြီးတော့ comment line နဲ့စစ်ကြည့်မယ် share right click open comment window here EMMCDL -L okay ကွာကွန် USB Q-Loader 98ကိုနံပါတ်36နဲ့ချိန်ပါတယ်အဲ့တော့အဲ့တိုင်းရိုက်ပေးမယ် EMMCDL -Pပေါ်ကိုခိုင်းမှာဖြစ်ပါတယ်ကွန်နံပါတ်36ဖြစ်သွားပါပြီကွန်နံပါတ်36အပေါ်မှာ36မပေါ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီမှာကွန်နံပါတ်36ပါပြီးသွားရင် -f เนาะ -f ပြီးသွားရင်ဆိုတော့ program EMC Firehouse file လေးကိုပဲတွားပြီးတော့ပြန်ခိုင်းပါမယ်အဲ့ file လေးကိုပဲကျွန်တော် copy ယူပြီးပြန်ခိုင်းပါမယ်
right click ထောက်ပေးလိုက်တယ် program EMC firehouse ဆိုတာလေးပေါ်လာပြီဆို minus GPT သူရဲ့ group partition table ကိုပြန်ကြည့်တယ်သူရဲ့ partition list တွေတက်လာပါပြီဆိုကျွန်တော်ကဒီအလုံးမကောင်းတဲ့အလုံးတွေက model ST1 model ST2 ပြီးတော့ model file လေးတွေကိုဖြတ်တော့မှာဖြစ်ပါတယ်အပေါ် command ကိုကျွန်တော်ပြန်သုံးမယ်အဲ့တော့ keyboard မှာရှိတဲ့ arrow လေးကိုနှိပ်ပေးလိုက်တယ်ပြီးတော့ဖြတ်မှာဖြစ်တဲ့ကြောင့် minus e erase ဖြစ်ပါတယ်ဖြတ်မှာဖြစ်ပါတယ်ဘာကိုဖြတ်မလဲဆိုတော့ modem model st1 ကိုဖြတ်မှာပါအဲ့တော့ minus e model st1 ဆိုရိုက်ပြီးတော့ enter ခောက်ပေးပါတယ်ဒါဆိုသူဖြတ်သွားတယ်နောက်တစ်စောင်းထပ်ဖြတ်မယ်ဒီကကျတော့ model st2 emctr minus b code number 36 minus f firehouse file minus e model st2 minus e က erase လုပ်တာဖြစ်ပါတယ် okay ဒါတော့သူဖြတ်သွားတယ်ဒီက model file ကိုဖြတ်မယ်modem modem emctr minus b code number 36 minus f program file minus e modem ပြီးရင် error ခောက်ပေးလိုက်တယ်ဒါဆိုသူ model file ကိုဖြတ်တယ် okay complete successfully ပြပြီဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့တွေက model file 3ပိုင်းလုံးဖြတ်ပြီးသွားပါပြီဒီတစ်ခါတော့ကျွန်တော်တို့ဘာလုပ်တော့မလဲဆိုတော့ emctr ထဲမှာရှိတဲ့ဒီ file 3ပိုင်းကိုဖုန်းထဲကိုပြန်ပြီးတော့သွင်းပေးမှာဖြစ်ပါတယ်အဲ့တော့ဘယ်လိုသွင်းမလဲဆိုတော့သုံးသုံးထားတဲ့ command တွေအတိုင်းပဲကျွန်တော်တို့ပြန်ရိုက်မယ် app arrow ကိုနှိပ်တယ် emctr minus p code number 36 minus f program emc firehouse minus e ဒီက minus e ကိုမသုံးတော့ပါဘူးကျွန်တော်တို့တွေက flashback command က minus b ဖြစ်ပါတယ် flash error လုပ်ဖို့အတွက်ဖြစ်ပါတယ်အဲ့တော့ minus b ကိုသုံးပါတယ်တော့ကျွန်တော်ဒီမှာလဲ command လေးတွေအကုန်လုံးရေးပေးထားပါတယ်နော် minus d damage ထုတ်ယူဖို့အတွက် minus o output ထုတ်ထားတဲ့ file ကိုအပြင်ကိုပို့ဖို့အတွက် minus b flash ဖို့အတွက် minus e erase လုပ်ဖို့အတွက်နော်ဒီမှာလဲကျွန်တော် command လေးတွေကျွန်တော်ရေးပေးထားပါတယ် okay အခု minus b လုံးမယ် minus b ဘယ်ကောင် minus b လုံးမလဲဆိုတော့ modem model st1 နေရာမှာ model st1 ဆိုတဲ့ဒီ image file လေးကိုကျွန်တော်ပြန်ပြီးထည့်ပေးမှာဖြစ်ပါတယ်emctr file ထဲမှာရှိတဲ့ model st1 ဆိုတဲ့ file လေးကိုထည့်ပေးမှာပါmodem model st1.img ဘာလို့ img လဲဆိုတော့ဒီမှာကျွန်တော်တို့ပေးထားခဲ့တာ img နဲ့ပေးထားတဲ့အတွက်ကြောင့်ဖြစ်ပါတယ်တကယ်လို့အပြင်မှာကျွန်တော်တို့တွေက bin နဲ့ပေးခဲ့တယ်ဆိုရင်ဒီမှာ model st1 တော့ bin file ဖြစ်သွားမယ် bin ဆိုပြီးတော့ရိုက်ပေးရမှာပေါ့ဟုတ်ပြီနော် command တွေကိုပြန်စစ်တဲ့ emctr minus b code number 36 minus f program emc firehouse minus b model st1.img minus b command ကိုအသုံးပြုသွားတာဖြစ်ပါတယ်ပြန်ပြီးတော့ဖုန်းထဲကိုပြန်သွင်းပေးဖို့အတွက်ဖြစ်ပါတယ် command line လုံးဝ confirm ဖြစ်ပြီဆိုရင်တော့ enter ခောက်ပေးပြီးတော့ကျွန်တော်တို့ဖုန်းထဲကိုသွင်းလိုက်ပါတယ် complete successfully ပြပါတယ်သူက file လေးတွေကအိမ်မက်ပဲရှိတယ်ဆိုတော့မြန်တာပေါ့နော် okay ဒီကတော့ကျွန်တော် model st2 ကိုသုံးပါမယ်သွင်းမယ် model st2 modem model st2.img ပြီးသွားရင်ဘာလို့ဝင်မလဲဆိုတော့ enter ခောက်ပေးပါတယ် okay complete successfully ပြပြီဆိုရင် model file ကိုသွင်းမယ် model st1 သွင်းတယ် model st2 သုံးတယ်သွင်းတယ်ပြီးသွားရင် model file ကိုသွင်းမယ် modem space modem model.img command line command ဖြစ်ပြီဆိုရင် enter ခောက်ပေးပါတယ်ဒါဆိုရင် model file ကိုသွင်းသွားပါပြီ model file တော့ file size လေးနည်းနည်းလေးရှိတဲ့အတွက်ကြောင့်သူကloading ပြေးတယ်ပေါ့နော်နံပါတ်တွေ complete successfully လို့ပြပါတယ်ဒါဆိုတော့ကျွန်တော်တို့ကဖုန်းကို reboot ချပြန်တက်လာပြီဆိုရင်တော့ IMEI ပြန်ပြီးတော့စစ်ကြည့်လိုက်လို့ရပါတယ်ဒါကတော့မကောင်းတဲ့ဖုန်းတွေကနေပြီးတော့ကျွန်တော်တို့တွေကဘာလုပ်တာလဲဆိုတော့ IMEI အတွက် model file တွေကိုဆွဲထုတ်လိုက်တာဖြစ်ပါတယ်နော် CLS ဆိုတဲ့ command ကတော့ကျွန်တော်တို့ရှေ့မှာလည်းသုံးခဲ့ပါတယ်အပေါ်မှာရှိတဲ့ command တွေအကုန်လုံးကိုဖျက်ချလိုက်တဲ့ command ဖြစ်ပါတယ်နောက်တကယ်လို့ print gpt နဲ့ပြန်ကြည့်ချင်တယ်ဆိုလည်းကြည့်လို့ရပါတယ်နော် print gpt နဲ့ကျွန်တော်ပြန်ကြည့်တယ် okay ကြည့်ပြီးရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ဒီတစ်ခါကျတော့ကျွန်တော်ကဒီဖုန်းတွေမှာတော်တော်များများ error တက်တာကတော့ကျွန်တော် FFP နဲ့ပတ်သက်ပြီးတော့ error တက်တယ်ပေါ့နော်အဲ့လိုမျိုး FFP ပါခဲ့တယ်ဆိုရင်လည်းအဲ့ FFP file လေးတွေကိုကျွန်တော်ဖြတ်လို့ရပါတယ် FFP file လေးတွေကိုဖြတ်လို့ရတယ်အခု FFP file ကိုဖြတ်ချင်တယ်ဆိုရင်ဖြတ်ရတဲ့ command လေးက command ရိုက်မယ်အပေါ် command ကိုပဲပြန်သုံးတယ် -e FRP ဆိုရင်ရပါတယ်เนาะအပေါ်မှာသူကပေးထားတာ FRP လို့ပဲပေးထားတဲ့အတွက်ကြောင့် FRP ဆိုတာလေးကိုဖြတ်ချလိုက်ရင်ရပါတယ်ဟုတ်ပြီเนาะ EMCTR -b code number 36 -f program EMC firehouse -e FRP ဆိုပြီး enter ခောက်ပေးလိုက်တာပါဒါဆို complete successfully ပြပြီဆိုတာနဲ့ FRP ကိုသူဖြတ်ချလိုက်တာဖြစ်ပါတယ်ဟုတ်ပြီဒီကကြတော့ကျွန်တော်ဘာလုပ်ကြည့်မလဲဆိုတော့ system ဆိုတဲ့ file လေးကိုကျွန်တော်ဆွဲပြီးတော့ထုတ်ကြည့်ပါမယ် system ဆိုတဲ့ partition လေးကိုဆွဲထုတ်ချင်တယ်ဆိုရင်ဘာလုပ်ပေးမလဲဆိုတော့
အပေါ်မှာရိုက်ခဲ့တဲ့ command ကိုပဲကျွန်တော်ပြန်ခေါ်တယ် emctr -b command 36 -f program emc file host -e ကိုဖြုတ်တော့မယ်ကျွန်တော်ကထုတ်မှာဖြစ်ပါတယ်ထုတ်မယ်ဆိုတော့ -d ပြီးရင်ဘာကိုထုတ်မှာလဲ system file ကိုထုတ်မှာ system system -o system system တော့ img ဆိုပြီးရိုက်နှိပ်ပေးပြီးတော့ system file ကိုဆွဲထုတ်လို့ရပါတယ် system file ကတော့ file size များတဲ့အတွက်ကြောင့်ခဏလေးစောင့်ပေးဖို့လိုအပ်ပါလိမ့်မယ်complete successfully ပြသွားပါပြီ complete successfully ပြသွားပြီဆိုတော့ကျွန်တော် emctr folder ထဲမှာသွားကြည့်ကြည့်တယ် system.img ဆိုတဲ့ကျွန်တော်တို့ရဲ့ system file လေးကိုရသွားပါပြီဟုတ်ပြီနော်အဲ့တော့ system file လေးကိုအခုလိုမျိုးထုတ်လို့ရသလိုပြန်ပြီးတော့ထည့်လို့လည်းရပါတယ်တကယ်လို့များကိုက pattern load တွေ password တွေကြာနေခဲ့တယ် pattern load တွေ password တွေကဘာမှအလုပ်လုပ်တာလဲဆိုတော့ user data partition မှာအလုပ်လုပ်တာဖြစ်ပါတယ်အဲ့တော့ user data လေးကိုကျွန်တော်တို့ဘာလုပ်ကြည့်မလဲပြန်ပြီးတော့တခြား model တွေကနေ sorry ဒီ model 2အလုံးကောင်းတွေကနေဘာလုပ်မလဲ user data လေးကိုထုတ်ကြည့်မယ်ထုတ်ပြီးတော့လော့ချနေတဲ့ဖုန်းထဲကိုသွားပြီးတော့ထည့်ကြည့်ပေါ့နော်အဲ့လိုမျိုးလေးစမ်းသပ်ကြည့်စေချင်ပါတယ်နော်user data ကတော့ file size များတဲ့အတွက်ကြောင့်ကျွန်တော်မထုတ်ပြတော့ဘူးဒါပေမဲ့ဥပမာအနေနဲ့ကျွန်တော်ဘာလုပ်ပြမလဲဆိုတော့ဒီ file တစ် file လုံးကျွန်တော်ထုတ်ချင်တယ်ပေါ့နော်ထုတ်ချင်ဘယ်လိုထုတ်ရလဲဆိုတာလေးပြပေးပါမယ်အဲ့တော့ file တစ် file လုံးပထမကျွန်တော်အပေါ်မှာသုံးခဲ့တဲ့ command အတိုင်းပဲ file တစ် file လုံးထုတ်ချင်တယ်ထုတ်ချင်သူ့ရဲ့ format ရဲ့သူ့ရဲ့ size ရဲ့ကျွန်တော်လိုအပ်ပါတယ်သူ့ရဲ့ format က40သူ့ရဲ့ format က40သူ့ရဲ့ format က139ခု246ခုပေါ့နော်အဲ့ number လေးတွေကိုကျွန်တော်အသုံးပြုပြီးတော့ထုတ်ပါမယ်40ကတော့ကျွန်တော်မမှတ်တော့ဘူးဒီကောင်လေးကိုတော့ကျွန်တော် copy ကူးလိုက်မယ် copy ကူးပြန်ကျွန်တော် command ရိုက်မယ်အပေါ်က command ကိုပဲကျွန်တော်ရိုက်သွားပါတယ် -d သုံးမယ်ပြီးရင် formatက40ပြီးသွားရင်သူ့ရဲ့ format 139ခု246ခု-o ဒါ file တစ် file လို့ full backup လောက်တာဖြစ်ပါတယ်ဖုန်းရဲ့ model လေးရိုက်လိုက်တယ်ပေါ့နော် wireless full version ပေါ့ full file ပေါ့နော် full file တော့ img ဆိုပြီးကျွန်တော်ရိုက်ထည့်ပေးလိုက်ပါတယ်ဒါကတော့ file တစ် file လုံးထုတ်တာဖြစ်ပါတယ်တေချာတာကတော့အကြာကြီးကြာပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် user data တစ် file ထုတ်ရင်တော့အချိန်တော်တော်ပေးရပါတယ်အခုက file တစ်ခုလုံးဆိုတော့တော်တော်လေးကိုအချိန်ပေးရပါလိမ့်မယ်ထုတ်လို့ရတယ်ဆိုတာလေးကိုပဲကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်เนาะစောအောင်တော့ကျွန်တော်တို့မထုတ်တော့ပါဘူးအဲ့တော့ထုတ်ရမယ့် command က emctr -b command 36 -f program emc file host ပြီးတော့ရင်-d သူ့ရဲ့ format သူ့ရဲ့ file size -o wireless full version ပေါ့နော်ဒီမှာတော့ကိုကြိုက်တဲ့ number ရေးလို့ရပါတယ်ပြီးရင် error ခောက်ပေးလိုက်ပါဒါဆိုတော့သူဒီ file တစ် file လုံးကိုဆွဲထုတ်နေတာဖြစ်ပါအဲ့တော့ကျွန်တော်ကတော့စောအောင်တော့မထုတ်တော့ဘူးပေါ့နော်အခုခဏလေးထုတ်တာတော့ဘယ်လောက်မှတ်လဲဘယ်လောက်သွားလဲဆိုတော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ဒီကောင်လေးကိုကျွန်တော်ရက်လိုက်ပါပြီနော်ခဏလေးထုတ်ထားတော့မှသူ့ရဲ့ full version ကဘယ်လောက်ထွက်လဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်မယ် property ဆိုတော့ 1GB ကျော်ပါတယ်ခဏလေးထုတ်တာတော့ 1GB ကျော်ပါတယ်အပြည့်ထုတ်မယ်ဆိုရင်တော့သူကသေးကြပါတယ် GB 40ပတ်ဝန်းကျင်လောက်သွားလိမ့်မယ်ပေါ့နော်အဲ့တော့full firmware ကတော့ကျွန်တော်တို့ကတော့မလိုအပ်ပါဘူးเนาะ firmware file တွေကအရင်လိုမဟုတ်ဘူးပေါ်ပေါ်လောလောရှိရတဲ့အတွက်ကြောင့် firmware ထုတ်စရာမလိုတော့ဘူးပေါ့နော်အရင်တော့ဆိုတော့ကျွန်တော်တို့တွေက firmware file ကရှားတယ်ရှားတော့ဘာလို့ရလဲဆိုတော့အလုံးကောင်းတွေကနေပြီးတော့အခုလိုမျိုး firmware file ဆွဲပြီးတော့ထုတ်ရပါတယ်ပြီးတော့ block 0ဆိုတဲ့ပုံစံမျိုးတွေနဲ့ကျွန်တော် firmware ပြန်တင်ရတာတွေရှိပါတယ်เนาะအခုကတော့ firmware file တွေကပေါ်သွားပြီပေါ့နော်အဲ့တော့အခုဒီ emctr 908 command တွေအသုံးပြုပြီးတော့ file လေးတွေကိုထုတ်တတ်မယ်ဖြတ်တတ်မယ်ပြန်ထည့်တတ်မယ်လို့မျှော်လင့်ပါတယ်အားလုံးအဆင်ပြေကြပါစေကျေးဇူးများတင်ပါတယ်